creator set insight ကနေပြီးတော့ဗောနော်ကျွန်တော်တို့ကဒီ secret တွေဒီ TikTok ကပေးတဲ့ secret တွေကိုနဲ့ကိုင်းညီမဲ့ secret တွေကိုတောင်းတာ hot တွေတောင်းတာဗောနော်ဘယ်လိုမျိုးကျွန်တော်တို့creator set insight ကနေတောင်းတာလောက်ကလဲဆိုတာတွေကိုကျွန်တော်ပြပေးမယ် TikTok နည်းပညာတွေနဲ့ TikTok ကနေငွေရှာနည်းတွေအမြဲတည်ရဖို့အခုပဲ Google View Vlog ကို follow လုပ်ထားပါဒီ Gemini တို့ဘာတို့ကတောင်းနေရတာဆိုတော့ Gemini တို့ဘာတို့ကနေပြီးတော့ကိုက secret တွေဘာတွေရေးခိုင်းလို့ရတယ်ဒါပေမဲ့ TikTok မှာတင်ပါဆိုရင် TikTok ကနေယူတာပို့ကောင်းတယ်ဗောနော် search bar မှာကျွန်တော်တို့က creator set insight ရရှာမယ်ပြင်ဝင်နိုင်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ content ဘယ်လို content တင်ပါလဲပေါ့နော်အဲ့ဒါနဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဒီ creator search AI outline ဆိုတဲ့ကောင်လေးကိုကျွန်တော်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့တင်မှာဥပမာပေါ့ဗျာကျွန်တော်တို့တင်မှာဥပမာ food blog ဆိုပါစို့ FOOD food VLOG food blog ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ generate ကိုကျွန်တော်တို့နှိပ်လိုက် generate ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကကျွန်တော်တို့ပေါ့နော် food blog နဲ့ပတ်သက်ပြီးတော့ title အနေနဲ့ဘာတွေထားတင်တယ် hashtag အနေနဲ့ဘာတွေထားတင်တယ်ပြီးရင်ကျွန်တော်တို့ hawk အနေနဲ့ဘယ်လိုမျိုးကျွန်တော်တို့စပြီးတော့ hawk ထုတ်တင်တယ်เนาะ hawk လေးကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုပြန်နှိပ်ပေါ့နော်ဒီအဝိုင်းလေးကိုကျွန်တော်တို့နှိပ်လိုက်ရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ပြဿနာဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာ question စသဖြင့်ကျွန်တော်တို့ရေးပြီးတော့မေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ problem နဲ့ပတ်သက်ပြီးတော့ hawk လုပ်ချင်တာဆိုရင် problem နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူက hawk ပေးလာတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီမှာquestion နဲ့ပတ်သက်ပြီးမေးခွန်းနဲ့ပတ်သက်ပြီး hawk ကိုတွားချင်တာဆိုရင်မေးခွန်းကိုကျွန်တော်တို့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမေးခွန်း question ကိုနှိပ်လိုက်ရင် hawk ကိုမေးခွန်းအနေနဲ့သူကထွက်လာပေးတယ်ပေါ့နော်ထွက်လာပေးတယ်ဒါဆိုရင်ဟုတ်ပြီဒီမှာကျွန်တော်တို့ထပ်ပြီးတော့ဆွဲတင်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ intro ဘယ်လိုဝင်ရမလဲ step အနေနဲ့ဘယ်လိုမျိုးသွားရမလဲ code ဘယ်လိုသွားရမလဲ show ဘယ်လိုသွားရမလဲ pack ဘယ်လိုသွားရမလဲပြီးရင်ကျွန်တော်တို့ outro အနေနဲ့ဘယ်လိုသွားရမလဲ outro အနေနဲ့ဘယ်လိုသွားရမလဲဆိုတာတွေကိုအားလုံးပြောပြပေးထားတယ်အဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ကလွယ်ကူကူကျွန်တော်တို့ copy text ယူလိုက်လို့ရတယ်ဒီအောက်မှာ copy text ဆိုတာရှိတယ်ဒီ copy text လေးယူပြီးတော့ကျွန်တော်တို့ကပေါ့နော်ဒီကောင်ကိုပေါ့နော်ဒီ Gemini နဲ့သွားပြီးတော့ကျွန်တော်တို့ရေးခိုင်းလိုက်လို့ရတယ်ပေါ့နော် Gemini နဲ့မှာဥပမာကျွန်တော် pass ထားလိုက်မယ် pass ထားပြီးတော့food VLOG food blog ရိုက်ဖို့ဒီအကြောင်းအရာတိုင်း secret နော်အဲဒီမှာဥစ္စာမဖြစ်နေအင်္ဂလိပ်လို essay secret ရေးပေးပါပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ရိုက်ပြီးတော့ပေးလိုက်တယ်ဆိုလို့ရှိရင်သူကဒီကောင်ကကိုကအင်္ဂလိပ်လိုဖြစ်နေလို့မြန်မာလိုနားမလည်ဘူးဆို Gemini မှာအဲ့လိုမျိုးသွားလိုက်လဲရတယ် translate ထဲကသွားပြန်မယ်ဆိုရင်လည်းရတယ်အဲ့တော့ဒီမှာအစပိုင်းမှာလူတွေဖန်ဆားခြင်းစပွဲဗီဒီယိုတွေကိုရိုက်ပြီးလူတွေကိုမျက်စိဖန်ဆားခြင်းပါတလားပေါ့နော်အဲ့တော့ intro အနေနဲ့ဒီလိုမျိုးဝင်မယ်အဖွင့်ပိုင်းမှာပြီးရင် step အနေနဲ့ကြိုတင်ပြင်ဆင်ပြသတဲ့အပိုင်းเนาะအဓိကတော့ချက်အပိုင်းတွေမှာပြီးရင်ကျွန်တော်တို့ချက်ပြုတ်တဲ့အပိုင်းစိတ်လှုပ်ရှားစရာကောင်းတဲ့အပိုင်းစသဖြင့်ကျွန်တော်တို့ဒါတွေအားလုံးပါဝင်မှာဖြစ်တယ်ပေါ့နော်ဒီလိုအချက်လက်တွေပါဝင်အောင်ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကို content ဖန်တီးမယ်ဆိုလို့ရှိရင်ကိုက TikTok ကပို့ပြီးတော့ view များစေမယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးအရာလေးကိုအသုံးပြုကြပါဗာလဲ AI outline ဆိုတဲ့ကောင်လေးကိုအသုံးပြုကြပါခင်ဗျာ